Papaya, Crochizro, Chimo Maraka. The name Propia Chizro, Teta, Naimione. A Papaya, the name Toms a cone hit die, at the Shenko, Peter Chizro, to the Chimone, Necuropia, the Laune Becuropia, the Loga Matobi, Sopira Matine, 2 years attack on your thing like that, Pepper. 2 years Sabanago, the Necuropia, Taro, the name Sabanago, Lovely that Pepper. We know we are Midas, we let us know to the young one area of people, we know we are Masama, get to compete in Peter. These are alone to go to another. As a ladies, a shame of Mama Tazi Michigan. This is a long to go to another. Yeshu Pito Piam and Namako, Asafi, Amen. Chimabuyah, Chinambatia, she said. No, you do are a Jay, are what they are. How to Tamia way to Nudi, my young lady, Chidoni, Gumama, did it? Viluwe, Kanzayame, Luchino, Mujimi Limare. I don't did it, General, Chidoni, Gumamari, General Young Lady, Niagaro, General Lokama, Deshinekama, General Timaro, a Yossi Daye, Kanda Baisaya, Piso, Kiddes, Rosa, General Dina, Yodekama. Durangaro, General Tija Melu, Unimare, Bono, Doro Leve, Ematan, Boshi, General, a twinema, Jimmy, no, General, Winnie, Piaga, Vigo, General, DC, what they winning aro, Thousand Shinda Dwamesura, General Donaro, Yimiare, Mangan Chetakukire, Sureo, General, Long Pizaya, General Dina, Yada Kama. General the Dima, Tinjama Jirekama, the Matai Chaupiama, Nami Muse on it, 3 Aleme, at there are you a muse on it, General 3 Aleme. Rajan Dine, at there, Shinjin Soreniama, a Ganta machine Soreos of General 3 Ame. No, they are the Kuaro, a chain cow, Camaro General Matibe, General, a chain car. Eka ama Shaulame Sureo Sauro General Canaro Yellow Miare, Ayada Kupide, Sureo Sao General, the Long Green Jayao. Rajang Chino Nico Monmaro, Dine General, the 9 Mutue, Ye, Yokalago, the Jujine, Patabiva Generoga, no Tiusia Nene, Atteshene, Luvegeno, the Aholo, Simpi Vare, Bono. Yeshuna Koromujin Kara do, at the social Dware do, they are home, I'm home, no. The Chuga Biore Yeshuga, no, the Joji Kaneka, Yego Tobi, they are Hore Lubio, they are Hora Moveraga,
တခင်ခရစ်တော်နော်လက်ဝါးကားတိုင်းမှာအသေးခံပြီးရှင်ပြထမြောက်ခြင်းအကြောင်းကိုကျွေးကြော်တာဖြစ်တဲ့ဆိုတဲ့ဥစ္စာကိုကျွန်တော်ပြောချင်တယ်။ဒါကြောင့်ကျွန်တော်တို့မယုံမာဖို့အရေးကြီးတဲ့တချို့တွေကတင်းကြိုင်းမှာသွားပြီးဝိညာဉ်ကိုတရားဟောမယ်လို့ပြောမယ်အဲ့ဒါအချိန်နှောင်းသွားပါပြီ။ဒါကြောင့်ဒီနေ့ဒီအချိန်ဟာကျွန်တော်တို့ခင်ဗျားတို့တယောက်စီတိုင်းကိုမေးခွန်းဖြစ်တယ်ကျွန်တော်ကျမအစင်တစ်ဖြစ်ပြီလား။တမန်တော်အတွက်ကျွန်တော်ကျမအစင်တစ်ဖြစ်ပြီလားဆိုတော့တရားကိုကျွန်တော်တို့ကိုမေးမြန်းဖို့မေးခွန်းထုတ်ဖို့ဖြစ်တယ်လို့ကျွန်တော်အနေနဲ့ပြောချင်တယ်။ဒီနေရာမှာကျွန်တော်တို့ယုံကြည်ကိုးကွယ်တဲ့သခင်ခရစ်တော်ကိုမိမိရဲ့ကေရီပိုင်ရှင်လို့ယုံကြည်ကိုးကွယ်တဲ့လူမှန်များအားလုံးကတော့ကိုယ်ဘေကိုသွားရမယ်ဆိုတဲ့ဥစ္စာကိုတော့ဂါဂနာနာသိနေပြီလို့ကျွန်တော်ဒီလိုပဲယုံကြည်မျိုးလေးပါတယ်ပေါ့နော်တို့လိုလည်းပဲသခင်ခရစ်တော်ယေရှုကိုမိမိရဲ့ကေရီရှင်အနေနဲ့မသိတဲ့ညီကိုများအတွက်တော့ဒီနေ့အခွင့်အခါဖြစ်တယ်ပေါ့နော်ကျွန်တော်တေးဘေကိုသွားမလဲကျွန်တော်ဒီတန်တရားဘဝတန်တရားဖုံကိုလေနေအောင်မလားပေါ့နော်ကျွန်တော်ဘယ်ကိုသွားမယ်ဆိုတဲ့ဥစ္စာကိုကျွန်တော်တို့သိဖို့အချိန်ဆက်တဲ့3နဲ့4ကိုကျွန်တော်ဖတ်ပါမယ်ကောင်းကင်မှကြီးသောအတန်ကဘုရားသခင်တဲတော်သည်လူတို့တွေရှိ၏လူတို့နဲ့အတူကျင့်ဝတ်တော်မူမည်သူတို့သည်ကိုယ်တော်၏လူဖြစ်ကြလိမ့်မည်ဘုရားသခင်သည်ကိုယ်တော်တိုင်သူနဲ့အတူရှိနေ၍သူတို့၏ဘုရားသခင်ဖြစ်တော်မူမည်ဘုရားသခင်သည်သူတို့၏မျက်စိ၌မြည်ရည်ရှိသမျှတို့ကိုတုတ်တော်မူမည်နောက်တစ်ဖာသေဘေးမရှိရစိတ်မသာညှိတွားခြင်းအော်ဟစ်ခြင်းပင်မခြင်းလည်းမရှိရအကြောင်းမူကားရှေးဖြစ်ပေါ်သောအရာတို့သည်ရွှေ့သွားကြပြီဒါကခင်ဗျားတို့ကျွန်တော်တို့ယုံကြည်သူဒီအားလုံးမျိုးလင့်နေတဲ့အဖဖျားရဲ့အိမ်တော်အဖဖျားရဲ့ရွှေအိမ်တော်ထဲမှာဖြစ်တယ်အဲ့ဒီနေရာကတော့အိုခြင်းနာခြင်းသေခြင်းစိတ်မသာညှိတွားခြင်းအရာခတ်သိမ်းချုပ်နေပြီးတော့ပျော်ရွှင်ဝမ်းမြောက်ခြင်းနဲ့ပြည့်စုံတဲ့ရွှေအိမ်တော်ဖြစ်တယ်လို့ကျွန်တော်ပြောချင်တယ်ဒါကြောင့်ကျွန်တော်ညီကိုမတို့ဒီနေ့ကျွန်တော်တို့ရဲ့တမလူဝိညာဉ်နဲ့ပတ်သက်တဲ့ခါမှာကဘာကြီးကနော်ဘာသာပေါင်းမျိုးစုံနဲ့ကိုယ့်ရဲ့ဝိညာဉ်အတွက်စိတ်ချမဲ့အရာတွေကိုလှုပ်ဆောင်နေတယ်ဆိုတဲ့ဥစ္စာကိုခင်ဗျားတို့ကျွန်တော်ညင်လို့မရဘူးဘာသာတိုင်းကတမန်တော်ဝိညာဉ်ကထာဝရရှင်သာသွားတယ်ဆိုတဲ့ဥစ္စာကိုယုံကြည်ကြတာဖြစ်တယ်ပေါ့နော်အထူးသဖြင့်ကျွန်တော်တို့ဗုဒ္ဓဘာသာဝင်ဆိုလဲဒီဝိညာဉ်ကမတည်ဘူးဘဝတန်တရားလဲပြီးတော့သွားကြမယ်လို့ကျွန်တော်ဒီလိုပဲယုံကြည်ကြတယ်အဲ့တော့ကျွန်တော်တို့ခရိယန်ကလည်းဒီဝိညာဉ်ကမတည်ဘူးနော်ထောင်စီရှင်သာသွားမယ်တို့လည်းပဲဘုရားသခင်ကိုယုံကြည်တဲ့သူယေရှုခရစ်ကိုမိမိရဲ့ကေရီရှင်အနေနဲ့ယုံကြည်တဲ့သူကတော့ထာဝရရှင်တန်ခြင်းဘုရားနဲ့သူဘုရားရဲ့အိမ်တော်ထဲမှာနော်ညီတက်ခြင်းဝမ်းမြောက်ခြင်းနဲ့ပြည့်စုံတဲ့ငိုကြွေးခြင်းမရှိဝမ်းနေပူဆွေးခြင်းမရှိတေခြင်းမရှိထာဝရရှင်တန်ခြင်းနေရာကိုကျွန်တော်တို့ကူးပြောင်းမှာဖြစ်တယ်လို့ကျွန်တော်အနေနဲ့သတင်းကောင်းပေးချင်ပါတယ်တို့လည်းပဲကျွန်တော်တို့တခင်ခရစ်တော်ကိုမိမိကေရီရှင်အနေနဲ့မယုံကြည်ထားဘူးလက်မခံထားဘူးဆိုရင်တော့ကျွန်တော်တို့ခရစ်ယာန်ရဲ့ယုံကြည်ခြင်းကတော့ဒီထိုတူဟာအပေငရေကိုသွားမှာဖြစ်တယ်ပေါ့နော်အပေငရေနဲ့ပတ်သက်လာရင်ကျွန်တော်တို့ယုံကြည်သူတွေဒါမကဘူးတခြားဘာသာဝင်တွေအကုန်လုံးလည်းအပေငရေကမကောင်းတာလုပ်ရင်အပေငရေကိုသွားမယ်လို့အဲ့ဒီအပေငရေကတွေးထွေလွန်ပြီးမှလည်းမတည်ဘူးတဲ့တွေးဘလောက်ပဲထွေအဲ့ဒီဝိညာဉ်ကရှင်တန်ပြီးတော့သူ့ရဲ့ဆိုးကျိုးအကုန်လုံးကိုခံရမယ်လို့ဒီလိုပဲယုံကြည်တယ်မီးဘလောက်ပဲလောင်ပြာချပြီးမှမပြီးတော့ဘူးအဲ့ဒီဝိညာဉ်ကအဲ့ဒီထဲမှာလောင်မြိုက်ပြီးတော့သူ့ရဲ့အပြစ်အသက်ပေးစားရတယ်လို့ဒီလိုယုံကြည်ကြတာရှိတယ်ပေါ့နော်ကျွန်တော်တို့ခရစ်ယာန်လည်းထုံနေလို့ကောင်းပဲနော်သခင်ခရစ်တော်ယုံကြည်လက်ခံတဲ့သူတွေကထာဝရကိုကူးပြောင်းပြီးပျော်ရွှင်ခြင်းဝမ်းမြောက်ခြင်းနဲ့ပြည့်စုံတဲ့နေရာကိုသွားပြီးတော့မယုံကြည်သူဟာငရေကိုသွားမယ်ဆိုတဲ့ဥစ္စာကခင်ဗျားတို့ကျွန်တော်တို့အသက်ရှင်တဲ့လူတွေပြီးဖို့ကတော့အင်မတန်ရေးကြီးပြီဒီနေ့လူခန္ဓာကိုယ်ကခဏလေးပဲအချိန်တိုင်းကျွန်တော်တို့နော်နိုင်မျိုးတွေ့လို့ပဲကျွန်တော်တို့သွားကြမှာဖြစ်တယ်ကျွန်တော်တို့ခင်ဗျားတို့အစင်သစ်ဖြစ်ပြီလားပြင်ဆင်ပြီလားဆိုတဲ့ဥစ္စာတော့ခင်ဗျားတို့ကျွန်တော်တို့အားလုံးကတော့နော်ပြင်ဆင်ဖို့အချိန်ဖြစ်တယ်လို့ကျွန်တော်အနေနဲ့ဒီနေရာမှာယေရှုကလည်းငါဒီထမြောက်ခြင်းအကြောင်းဖြစ်၏တဲ့နော်အသက်ရှင်ခြင်းအကြောင်းလည်းဖြစ်၏တဲ့ငါကိုယုံကြည်တော်သူဒီသေလွန်တော်လည်းရှင်လိမ့်မည်အာမင်ပတ်သက်မှာကျွန်တော်ဘုရားရဲ့အမိန့်တော်ကိုခံယူဖို့ဖြစ်တယ်အဲ့တော့ဒီနိုင်မှုတွေခမောင်အောင်မုံဦးအောင်မုံအသက်39
ဦးနှစ်ဒီဝန်ပင်နယ်တန်ဖြူစရမြို့နယ်နိုင်လာရီပွဲတော်နဲ့တော့ပိတန်လာတို့ဤတူတီတော်သားဖြစ်ပြီးတော့1986ခုနှစ်အောက်တိုဘာလ10ရက်နေ့အောက်တိုဘာလ9ရက်နေ့မှာမွေးဖွားပြီး2025ခုနှစ်ဒီဇင်ဘာလ10ရက်နေ့နာနဲ့10:50ခုနှစ်မိနစ်အချိန်၌အချိန်တွင်ခရစ်တော်၌အိပ်ပျော်သွားသည်ဖြင့်ကျွင်းကြံတော်ရုပ်ခန္ဓာကိုဒီနေ့ဒီအချိန်နာရီမှာနေချတကြိုခြင်းကိုအနန္တတကုရှင်ဘုရားသခင်၏မိမ္မာချက်အတိုင်းပြုလုပ်သွားမှာဖြစ်ပါတယ် ယေဆုနာပွားယေမလေးအာမီပွားသာတနာတော်လေးဒီဘာလို့တော့ယေစီပွားမမကျေရည်ပွားစစရာမူဝါရေရှိရလေဒီမှာဟိုရှုလာတယ်အစားတောက်ပြင်ဆင်ထားတယ်ပြီးရင်ကျွန်တော်တို့အိမ်မှာလည်းဝိပ္ပယအစီအစဉ်တစ်ခုလုပ်ပြီးတော့အဆုံးသတ်မှာဖြစ်တယ်ဒါကြောင့်ချစ်တို့ညီကူမောင်များတို့ဒီရမယ်ပြီးတော့အိမ်ကိုနေအိမ်ကိုသွားကြရအောင်လို့ဖိတ်ခေါ်ပါတယ်ဒီမှာလေဒီမှာတော့သူဒီမှာလေသူက아방 아이 때는 난 전화지 이거ကျေးဇူးတင်စကားပြောချင်ပါတယ်လို့ပါတော်စွာဖျားရှင်ရဲ့ကျေးဇူးတော်ကိုချီးမွမ်းပါတယ်
ကျွန်တော်တို့ဒီလိုအခက်ခဲကြုံတွေ့ရပါမယ်ဒီမှာရှိတဲ့တင်းတော်ကဆရာမများတင်းတော်တင်းသားများနဲ့ချစ်တော်တကယ်ချင်းရကူမမအားလုံးဒီမှာစုဝေးပြီးတော့ဒီနေ့စာပနာကိုလည်းကောင်းမှုစွာပြီးဆုံးတော်တဲ့အတွက်သူပဲကျေးဇူးတင်ပါတယ်လို့တာဝန်ယူဆိုပြောလို့ဒီနေ့ဒီစာပနာအတွက်ဆရာမှာတောင်းဆုံးဖြစ်အောင်စီစဉ်ပေးတဲ့ဆရာဒီကွာနဲ့ကျွန်တော်တို့ဒီအတင်းတော်တင်တာများကျွန်တော်တို့ရဲ့ဆရာမများအားလုံးကိုလည်းဒီအနေနဲ့လေးကျေးဇူးတင်ရှိကြောင်းပြောလိုပါတယ်ပြီးတော့ကျွန်တော်တို့ညမနေ့အလုပ်လုပ်နေဒီမှာလာပြီးတော့คุณပေးတဲ့ချစ်တော်တင်သူအတိုင်းသားမျိုးကိုမအားလုံးကိုလည်းကျေးဇူးတင်ရှိကြောင်းပြောလိုပါတယ်နောက်တစ်ခုကကျွန်တော်တို့ဒီမှာအချက်ပြုတ်ဆရာကိုအကောင်းဆုံးပြအောင်ချစ်ကြွေးရတဲ့ကျွန်တော်တို့ရဲ့ဆက်ပြီးချစ်ကြွေးတဲ့တင်ရှင်အားလုံးကိုလည်းကျေးဇူးတင်ပါတယ်။ရှားရှင်ကောင်းကြီးပြပါစေလို့ပြောလိုပါတယ်။နောက်ပြီးတော့ကျွန်တော်တို့ညီမအခုအမစုဒီမနီယောကိုတရားဒီလိုကိုလိုမျိုးခံရတဲ့အတွက်ကျေးဇူးပို့လို့ကြံရစ်သွားတာဖြစ်တယ်အလုံးတည်းတိုင်းပဲအဲဒါကြောင့်ကျွန်တော်တို့အားလုံးလေးလာပြီးတော့ဒီလိုအပေးနေတဲ့ကူပါလို့ကျွန်တော်ဒီလိုတောင်းဆိုချင်ပါတယ်ဒီလိုအများအားသူတို့ဒီအားပေးနေတဲ့ပါဒီတို့အတွက်ကိုဆက်ဆရမယ်လမ်းကြောင်းသူ့အတွက်တောင်းမှာဖျားတဲ့ခင်နဲ့အတူရှိဖို့ဖျားတဲ့ခင်ကိုဒီကိုစားတဲ့လူဖြစ်ဖို့အလုံးဝပြီးတော့သူတောင်းကြပါလမ်းပြကြပါခင်ကြပါလို့ကျွန်တော်တောင်းဆိုချင်ပါတယ်သူကျေးဇူးတင်ပါတယ်ဒီအားလုံးကိုကျေးဇူးတင်ပါတယ်သူကကျမရဲ့အကူဖြစ်တယ်ပေါ့နော်သူကတခြားဒီလီဇီယာနာကလည်းမနေ့ကမှလည်းလာတာဖြစ်တယ်သူကကျေးဇူးတင်စကားများကြီးပြောသွားတယ်အရန်ပဲတကယ်ပဲကျေးဇူးတင်တယ်ကျမတို့နှစ်ယောက်ချေဆွင်တော့ဒီလိုမျိုးပေါ့နော်ဖြစ်ဖို့လှုပ်ဆောင်ဖို့ဆိုလုံးဝမလွယ်ဘူးတဲ့အရာဖြစ်တယ်ပေါ့နော်ဒါပေမဲ့အားလုံးကကျမတို့ကိုချစ်တဲ့စိတ်နဲ့တနာတဲ့စိတ်နဲ့ကိုညီပေးကြတယ်လှုပ်ဆောင်ပေးကြတဲ့အတွက်အရာမဲ့ကျမလည်းဆက်လောင်းပြီးမှကျေးဇူးတင်ခြင်းနဲ့ကျေးဇူးတင်စကားပြောခြင်းနဲ့ပေါ့နော်ဆိုတော့အခုကကျမညီမတဲ့ပေါ့နော်အထူးသဖြင့်ဒီသူရဲ့အသက်တာရှစ်ဆက်ရမယ်ရေးလာမှာပေါ့နော်ဒီအခုလောလောဆယ်တော့ရခံစားရတယ်လေနော်ရခံစားဆိုတော့တစ်ခုဖြစ်သွားမှလည်းမလုံလောက်ဘူးဒါကြောင့်မို့သူရဲ့နှလုံးသားမှာနေသိချင်းရဖို့ဘုရားသခင်ထားမှလာတဲ့နေသိချင်းသူရရှိဖို့ဆုတောင်းပူပါလို့ကျွန်မပြောချင်တယ်ပြီးတော့မကြခင်မှာကျမလည်းမြန်မာပြည်ပြန်ဖို့ဒီစနေနေ့ဆိုကျမတို့မိသားစုမြန်မာပြည်ပြန်ဖို့ရှိတယ်ပေါ့နော်ဆိုတော့သူတယောက်တည်းကျမထားခဲ့ရမှာလည်းအရင်ကပဲဟိုပါလေစိတ်မချဘူးပေါ့နော်ဒါပေမဲ့ကျမရဲ့ခရီးစီကလည်းအခုစီပီတာဖြစ်သွားတဲ့ချိန်မှာကျမလည်းစိတ်ကဘယ်လိုလဲနှခွာဖြစ်တယ်ပေါ့နော်ဖြစ်နိုင်ကျမလည်းဒီမှာလည်းနေချင်ဟိုမှာလည်းမတော်ဖြစ်တယ်လူမျိုးချင်းနေမှာကျမတော်လည်းတကယ်ပဲဆုံးဖြတ်ရတာခက်ခဲတာဖြစ်တယ်ပေါ့နော်ဒါပေမဲ့ဒီမှာရှိတဲ့သူလည်းကျမယုံကြည်တယ်သူတို့တယောက်တည်းပြချမှာမဟုတ်ဘူးပေါ့နော်ဆိုတော့ဆက်လက်ပြီးတော့လည်းသူကအပိစကားတွေပြောပြတော့ဆူတောင်းပြီးပါသူတို့ဝင်ရပိုင်းမှာလည်းအရာဘူးဒီချလေစီနော်ရှာချလေစီအရာရဲ့လောကပတ်တော့temaပြောဖို့တဲ့မျိုးရှိဖို့မလေးသူရဲ့နမနာမှာဒီကိုရဲ့အရာတွေနော်လက်ပြစီရမယ်လို့ပြောလို့ရှိတာဖြစ်တယ်ဖယားပြန်မလဲစီအချီလာဖို့ဖယားဝရှာချင်တဲ့လုံးနာရှိဖို့လေစုတောင်းဖို့ပါတော့ဒီမှာပြောချင်တယ်ပြီးတော့ဒီမှာမြေစုတောင်းကချက်ပြတဲ့အတိုင်းဒီမှာဟေးဘောနော်ဒီ
ဒီစသွားတဲ့အမိုးရဲ့အမေကလည်းခေစားရောကတက်ဖြစ်တယ်ဆိုတော့သူ့အတွက်လည်းသူလည်းတကယ်ပဲဒီတင်ကြတဲ့ခါမှာမမျော်လင့်မှုပေါ့နော်ဒီတင်ကြတဲ့ခါမှာသူလည်းအရာဆူဆူဝါကြီးကိုခံစားရမှာဖြစ်တယ်ဆိုတော့သူကယောဂလည်းရှိတယ်ဆိုပို့ဆိုတာပေါ့နော်ဆိုတော့သူလည်းစတောင်းကိုပါလို့ဒီမှာဒီလိုစတောင်းခါချက်လေဒီချင်ပါတယ်ဘာလို့လဲစစ်စစ်တမ်းကောင်းစီပါစေ